အခရိုင်လစ်နဲ့နေဝင်ချိန်လေးကိုအလွယ်ကူဆုံးဆွဲပြပေးပါမယ်လူတိုင်းလိုက်ဆွဲလို့ရတဲ့နည်းလေးပါပထမဆုံးစာရွက်တစ်ရွက်ကိုယူပြီးတော့လေးဘက်လေးလံကိုစက္ကူတိတ်လေးနဲ့ကတ်ထားလိုက်ပါအောက်ခြေကနေစပြီးတော့အဝါရောင်ကိုအပြည့်ပေါ့နော်ဆေးအပြည့်လေးဖြစ်အောင်တုပ်လိုက်ပါအဝါရောင်တုပ်ပြီးပြီဆိုရင်အပေါ်ကနေစပြီးတော့အနီရောင်ကိုတုပ်လိုက်ပါအနီရောင်အပေါ်ကနေဖြည်းဖြည်းချင်းတုပ်လာပြီးအလယ်ရောက်လို့ရှိရင်အဝါရောင်နဲ့ blend ဖြစ်သွားပြီးတော့သူကလိမ္မော်ရောင်ဘက်ရပါမယ်ဒီလိုမျိုးလေးပြည့်ပြည့်လေးရမယ်ပေါ့နော်အရောင်ပြေးလေးပေါ့ဒီလိုရပြီဆိုလို့ရှိရင်အောက်ပိုင်းမှာနေလုံးပုံစံလေးနည်းနည်းထည့်လိုက်ပါပြီးတာနဲ့ဓာတ်တိုင်လေးတွေရဲ့ခြုံပုတ်လေးတွေကိုအမဲရောင်လေးသုံးပြီးဆွဲလိုက်ပါအဲ့ဒီခြုံပုတ်လေးတွေရဲ့အပေါ်ဆက်လေးမှာလိမ္မော်နီလေးနည်းနည်းထည့်ပေါ့နော်ခုနကအနီလေးပေါ်မှာအဝါလေးနည်းနည်းထပ်ဆက်ပြီးထည့်လိုက်ပါနောက်ဆုံးမှာတော့ငှက်ကလေးတွေထည့်လိုက်ပါဒါဆိုလို့ရှိရင်နေဝင်ချိန်တိမ်တောက်တဲ့အလားလေးကိုရပါပြီအရန်လွယ်ကူပြီးတော့အချိန်လည်းဘယ်လောက်မှမပေးရဘူးစိတ်လည်းအပန်းဖြေတာမို့လို့လူတိုင်းအလွယ်တကူလိုက်ဆွဲလို့ရပါတယ်စမ်းကြည့်ပါနော်